အညူတယောက်ကအခုဆိုတော်တော်လေးဒုက္ခရောက်နေပါပြီအရင်ကတည်းကသူမကိုပတ်စံချေးပေးခဲ့တဲ့လူဆိုးကိန်းတယောက်ကအခုအချိန်မှာအတိုးနဲ့ပြန်ဆက်ဖို့ဖုံးဆက်နေရပါတယ်အညူကလည်းလက်ရှိပတ်စံမရှိသေးဘူးတပတ်အတွင်းပြန်ဆက်နိုင်အောင်စူးစမ်းမယ်လို့အကြိမ်ကြိမ်ပြောပေမဲ့အဲ့ဒီလူဆိုးကောင်းဆောင်ကမယုံကြည်ပါဘူးတကယ်လို့အကျွေးတွေမဆက်နိုင်ရင်မင်းပိုင်ဆိုင်မှုတွေတဲကတခုခုစူးစမ်းယူမယ်လို့ချင်းချောက်လိုက်ပါတယ်အညူကအဲ့ဒီစကားကိုကြားတော့အတော်လေးထိတ်လန့်သွားပါတယ်။သူမရောင်းခိုင်းခဲ့တဲ့မြေကွက်ကအခုထိရောင်းမထွက်သေးပါဘူး။အဲ့ဒီမြေကွက်ရောင်းရမှအကျွေးတွေကနေလွတ်မြောက်နိုင်မှာဖြစ်ပါတယ်။ပွဲစားစီအပ်ထားတဲ့မြေကွက်ကရောင်းထွက်မှလူဆိုးတွေရဲ့လက်ချုပ်ကနေလွတ်နိုင်မယ်လို့မျှော်လင့်ထားတာပါဒါပေမဲ့အခုအညူရဲ့ယုံကြည်မှုတွေထပ်ပြီးပျက်စီးလာပါတယ်။ဇော်ဝရန်နဲ့ပေါင်းပြီးလိန်မောင်ရဲ့အမေဒေါ်ရီကိုလိန်မောင်မသိအောင်လိန်လည်နေကြပါတယ်။ဒေါ်ရီရဲ့ကြောက်မြင့်ရတနာပစ္စည်းတွေတန်ဖိုးရှိတဲ့အရာတွေကိုလိုချင်နေကြတာဖြစ်ပါတယ်။အညူကဇော်ဝရန်ကိုဖုန်းဆက်ပြီးဒေါ်ရီအမေကိုငါခေါ်လာခဲ့ပြီးအစင်သစ်လုပ်ထားတယ်ခဏနေငါလာမယ်လို့ပြောလိုက်ပါတယ်။ဇော်ဝရန်ကလည်းအညူစီကပတ်စံအတော်လေးလိုအပ်နေတယ်ဆိုပြီးတွေ့ကျင်နေတယ်လို့ပြန်ပြောပါတယ်အညူကအလုပ်ကိစ္စပဲဆွေးနွေးမယ်ကြံတာစိတ်မဝင်စားဘူးလို့ပြောထားပါတယ်တစ်ဖက်မှာအလုပ်ကိစ္စနဲ့အပြင်ရောက်နေတဲ့လိန်မောင်ကလမ်းမှာအညူဒေါ်ရီအမေကိုခေါ်သွားပြီးအဆောက်အုံတစ်ခုစီဥတီနေတာမြင်လိုက်ရပါတယ်အညူကဘာတွေလုပ်နေတာလဲဆိုပြီးအံ့ဩသွားပါတယ်ဒီအချိန်မှာလိန်မောင်ရဲ့စိတ်ထဲတန်တရားစတင်ဝင်လာပါပြီလိန်မောင်တယောက်သူ့မိန်းမအညူကိုဖုန်းဆက်လိုက်ပါတယ်ဒီနေ့အမေကိုဆရာဝန်စီခေါ်သွားမယ်လို့ပြောထားတာသွားကြပြီလားလို့မေးလိုက်ပါတယ်အညူကချက်ချင်းပြန်ဖြေလိုက်တယ်အမေဆေးကန်းသွားဖို့တော်တော်ဝင်စားနေတာရောက်အောင်မနှဲခေါ်လာရတယ်လို့ပြောပါတယ်လိန်မောင်ကစိတ်ပူပြီးအခုငါလာခဲ့ရမလားဒါမှမဟုတ်နောက်တစ်ခါအမေကိုစစ်ဆေးခေါ်သွားရင်ငါလည်းတခါတည်းလိုက်ခဲ့မယ်လို့ပြောလိုက်ပါတယ်အညူကချက်ချင်းညှင်းဆန်လိုက်တယ်အခုအမေလုံးဝတည်ငြိမ်သွားပြီးမောင်လာစရာမလိုပါဘူးဆေးစစ်ပြီးပြန်လာရင်လာကြိုပါနော်လို့ပြောပြီးဖုန်းချလိုက်ပါတယ်လိန်မောင်ကနည်းနည်းတန်တရားဖြစ်နေပေမဲ့အလုပ်ကိစ္စရှိနေတော့ယုံယုံကြည်ကြည်နဲ့ဆက်လုပ်နေရပါတယ်ဒါပေမဲ့အညူဒေါ်ရီအမေကိုအဆောက်အုံတစ်ခုစီခေါ်သွားတာမြင်ထားတာကသူ့စိတ်ထဲမပြောက်ပါဘူးအညူဘက်မှာဇော်ဝရန်နဲ့အတူဒေါ်ရီအမေရဲ့တန်ဖိုးရှိပစ္စည်းတွေကိုလိန်လည်ယူဖို့အစီအစဉ်ဆက်လုပ်နေပါတယ်။သူမရဲ့အကျွေးတွေလွတ်မြောက်ဖို့အတွက်ဒီလိုမကောင်းတဲ့နည်းလမ်းတွေသုံးနေရတာဖြစ်ပါတယ်။လိန်မောင်ကသူ့မိန်းမရဲ့နောက်ွယ်မှာဖြစ်ပျက်နေတဲ့အရာတွေကိုအပြည့်အဝမသိရသေးပါဘူး။ဒါပေမဲ့သူမြင်လိုက်ရတဲ့အပိုင်းအစလေးကသူ့ကိုတဖြည်းဖြည်းသတိထားလာစေပါတယ်။နောက်ပိုင်းဘလို့ဖြစ်လာမလဲအညူရဲ့လိန်ညာမှုတွေပေါက်ကြားသွားမလားလိန်မောင်ကသူ့အမေပိုင်ဆိုင်မှုတွေလူရက်ခံနေရတာသိလာမလားအကျွေးတွေကနေလွတ်မြောက်ဖို့အညူဘလောက်ထိဆိုးရွားတဲ့လုပ်ရက်တွေလုပ်မလဲဒီဇလန်းရဲ့နောက်ဆက်တွဲအဖြစ်အပျက်တွေကအတော်လေးစိတ်ဝင်စားစရာကောင်းနေပါပြီလိန်မောင်တယောက်အမှန်တရားကိုဘယ်တော့သိရှိလာမလဲဆိုတာစောင့်ကြည့်ရအောင်မယ်